အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ပြောပြပေးပါမယ်နံပါတ်တွေအကြောင်းလေးရပေါ့နော်။မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာအခုကျွန်မပြောမယ့်နံပါတ်တွေလေးဒါပါနေလေဆိုလို့ရှိရင်တော့မိတ်ဆွေကစိတ်မရှိတတ်တဲ့စိတ်တွေဒေါသကြီးတဲ့စိတ်တွေမကြာခဏဖြစ်ပေါ်စေမယ်။ကိုလုပ်တဲ့အလုပ်ပဲလုပ်မှုဆိုစုံကန်းတိုင်အောင်မလုပ်နိုင်ပင်တဲ့ကိုအလုပ်ကိုလည်းတိုးလို့တက်လန့်ဒီအလုပ်ကိုလည်းတိုးလို့တက်လန့်တဝက်တစ်ပြက်ပညာရေးဆိုလည်းတိုးလို့တက်လန့်ပေါ့နော်။အဲ့လိုတိုးလို့တက်လန့်တဝက်တစ်ပြက်ဖြစ်စီနိုင်တဲ့အကြောင်းတရားတွေကိုဖြစ်ပေါ်စေနိုင်တယ်။ကိုလုပ်တဲ့အလုပ်ကိုပန်းနိုင်မရောက်ဘူးစုံကန်းတိုင်အောင်မလုပ်နိုင်ဘူးမလုပ်နိုင်ပဲအကြောင်းတရားတွေကဖြစ်ပေါ်လာစေမယ်စိတ်မရှိတတ်တဲ့စိတ်တွေဒေါသကြီးတဲ့စိတ်တွေကိုဖြစ်ပေါ်စေနိုင်တယ်နံပါတ်တွေလေးအကြောင်းပြောပြပြီးတော့မှပဲဖြစ်ပါတယ်ရှင်ဒါအပြင်မှာပဲအခြေအိမ်အောင်ဝယ်ဆိုင်ရာတွေမှာလည်းရှုပ်ထွေးမှုတွေတောကရောက်မှုတွေသုံးမွေးဆိုင်ယူဆက်လံမျိုးတွေဖြစ်ပေါ်စေတဲ့နံပါတ်ဖြစ်ပါတယ်ရှင်ဒီနံပါတ်တွေလေးကတော့33ည333 33ညဆိုတဲ့နံပါတ်တွေလေးကမိတ်ဆွေရဲ့ဖုန်းနံပါတ်တွေမှာပါနေမယ်ဆိုလို့ရှိရင်တော့အမြန်ဆုံးပြောင်းလဲဖို့အတွက်လိုအပ်ပါတယ်နော်။နောက်လေစိတ်ဝင်စားတဲ့ဒီနံပါတ်တွေလေးတွေအကြောင်းကိုပြောပြပေးနေမှာဖြစ်တဲ့အတွက်ကျမရဲ့ page လေးကို like and follow လေးပြုလုပ်ပေးကြဖို့မမေ့ပါနဲ့ရှင်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်နော်။